Suratul Takatsur Makkiyah ဒီဆူရာရဲ့နာမည်ကဆူရာတကာဆုရလို့ခေါ်တယ်မက္ကာမြို့မှာပဲကြာရောက်ခဲ့တဲ့ဆူရာတစ်ပုဒ်ဖြစ်တယ် أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم ألهاكم التكاثر ألهاكم التكاثر الها ဒီဟာကကြတော့လေကြောင်းဟိုအောက်ဆုံးကနေထွက်တယ် alhaakumut မီမ်ကတာဝလှမ်းပေါင်းမယ်အဲတာဝလှမ်းပေါင်းနေတဲ့အချိန်မှာတားဘယ်ကနေထွက်လဲဆိုလို့ရှိရင်ရှာထိတ်ကိုအပေါ်ရှေ့သွားနှစ်ချောင်းရဲ့အရင်းနဲ့တိပြီးပါ mut နော်ရှာထိတ်ကအပေါ်ရှေ့သွားနှစ်ချောင်းရဲ့အရင်းကိုသွားထိပြီးတော့ mut alhaakumut takathur takathur စာကဘယ်အထွက်လဲဆိုတော့ရှာထိတ်ကိုအပေါ်ရှေ့သွားနှစ်ချောင်းရဲ့ထိတ်စားနဲ့ထိပြီးတော့ထုတ်ရတယ် sur alhaakumut takathur alhaakumut takathur hatta zurtumul maqabir hatta zurtumul maqabir hatta ha လေကြောင်းအလဲကနေထွက်ကြတယ်တာကရှာထိတ်ကိုအပေါ်ရှေ့သွားနှစ်ချောင်းရဲ့အရင်းနဲ့ထိပြီးဖတ်တယ် zur ra ဖတ်တဲ့အခါမှာရှာရဲ့အဖျားတွေကအပေါ်ရှေ့သွားများရဲ့တဖုံးနဲ့ထိပြီးတော့ဖတ်တယ် zur tumul maqa ဒီ qaf ကအတန်ထူဖတ်မယ် maqa အတန်ထူဖတ်မယ်စလုံး9လုံးနဲ့မှာ qaf ပါ maqabir hatta zurtumul maqabir kalla sawfa ta'lamun kalla sawfa ta'lamun kalla sawfa sawfa sin ကိုထုတ်တဲ့အခါမှာရှာထိတ်ကအဖြစ်သွားများရဲ့အနားတွေနဲ့ထိပြီးဖတ်တယ် saw ပြီးတော့ဒီစိတ်တန်လေးနဲ့ sawfa kalla sawfa fa ကိုဖတ်တဲ့အခါမှာအပေါ်ရှေ့သွားနှစ်ချောင်းရဲ့အနားတွေကအောက်နှခွန်းရဲ့ဆိုတဲ့နေရာနဲ့ထိပြီးထွက်တယ် kalla sawfa ta'lamun kalla sawfa ta'lamun ثم كلا سوف تعلمون ثم كلا سوف تعلمون စာကရှာထိတ်ကိုအပေါ်ရှေ့သွားနှစ်ချောင်းရဲ့ထိတ်စနဲ့ထိပြီးဖတ်တယ်ပြီးမင်းကိုပေါင်းမယ်မင်းကိုပေါင်းတဲ့အခါမှာနှခမ်းနှစ်ခုရဲ့6တွင်းနေတဲ့နေရာနှစ်ခုကိုဖိကပ်ပြီးတော့မှထုတ်ရတယ် sum မင်းပေါ်မှာ tashti ရှိနေတယ်မိမိ mushaddad လို့ခေါ်တယ်ခုနလုံးမယ်ညီးတန်နဲ့ဖတ်မယ် summa 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 kalla sawfa ta'lamun kalla لو تعلمون علم اليقين كلا لو تعلمون علم اليقين لو လမ်ကဝေါင်ကိုပေါင်းတယ်ပေါင်းတဲ့အခါမှာနှုတ်ခမ်းနှစ်ခုရဲ့ဘေးနားနှစ်ဖက်ကိုထိကပ်ထားပြီးတော့အလဲဘဟုနေရာနေနည်းနည်းလေးဖွင့်ပြီးတော့မှဖတ်မယ် law ta'lamuna တာကအိုင်ကိုပေါင်းမယ်အိုင်ကလေချောင်းနေထွက်တယ်လေချောင်းအလဲကနေထွက်တယ် ta'lamuna law ta'lamuna ilmal yaqin ilmal yaqin yaqin นี่ရှိတယ်ရတဲ့ခါမှာ yaqin كلا لو تعلمون علم اليقين